やっほー皆さんこんにちは。お久しぶりですね。Thank you so much for 100 subscriber and thank you so much for your support, guys. Thank you so much. အားလုံးပဲမတို့ရကြပြီပေါ့နော်။မနေ့စစကီဆောင်းဝဲဖြေနေရပါတော့။အရင်ဘက်ကဆောင်းဝဲဖြေနေရတော့ဒီနေ့လေးတစ်ပတ်လောက်နားပြသွားပြီပေါ့နော်။はい。皆さん3週どう過ごしているんですか？ဒီဘက်တွေမှာဘာလို့လုပ်ကြလဲ။はい。မနေ့ကတော့စစကီရပေါ့စာလုပ်လိုက်ဟိုလုပ်လိုက်ဒီလုပ်လိုက်ရောင်နေရပေါ့နော်။はい。はい。皆さんဆောင်းဝဲပြီးသွားပြီပေါ့နော်။ဆောင်းဝဲပြီးတော့ yes finally free ဒါကြောင့်ခုကလည်းစပြီးတော့ဒီဗီဒီယိုလေးမှာဆိုရင်ပေါ့နော်はいဒီဗီဒီယိုလေးမှာဆိုရင်မှတ်လွယ်ကူပြီးတော့ဒီလွယ်ကူတဲ့စာကြောင်း Japanese phrase လေးပေါ့နော်ဂျပန်စာကြောင်းလေးတွေကိုလေ့လာကြမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုပြောချင်တာက good news လေးပေါ့နော်နောက်တစ်ပြောချင်တာလေးကအခုမမေခါရကြည့်လိုက်すごいでしょうねမိုင်းနော်はいအမပြီးချင်းဆိုပုံကမဆွဲနိုင်တော့ပုံကမဆွဲနိုင်အချိန်လည်းတိတ်မရှိတော့ဘူးပေါ့နော်ဒီခံကနိုင်တော့တခါလာနဲ့အချိန်တိတ်မရှိရတဲ့အတွက်ကြောင့်မမေဒီ corridor လေးလိုက်ပေါ့နော်ပိုပြီးလွယ်ကူတော့ပါနော်はいどう可愛いでしょうはい皆さんဒီဗီဒီယိုလေးမှာဂျပန်လေးစာကြောင်းလေးမှတ်လွယ်ကူတဲ့ဂျပန်စာကြောင်းလေးတွေဒီအခုမှဂျပန်စာလေ့လာတဲ့သူတွေတော့လေ့လာပြီးသားသူတွေတော့ဒီဗီဒီယိုလေးကလွယ်ကူပဲပေါ့နော်ဒီထဲမှာလွယ်ကူတဲ့ဂျပန်စာကြောင်းလေးတွေကိုမမေတို့လေ့လာပြီးတော့သင်ပြပေးသွားမှာဖြစ်ပါတယ်မမေကဒီစစကီပေါ့နော်စစကီကမြန်မာလိုရှင်းပြနေတဲ့အချိန်မှာအင်္ဂလိပ် subtitle တွေမထည့်ပါဘူးဒါပေမဲ့ဂျပန်လိုပြောနေတဲ့အခါမှာတော့အင်္ဂလိပ် subtitle တွေထည့်ပေးပါမယ်ဂျပန်လိုရှင်းပြီးွားရင်မြန်မာလိုရှင်းပြမယ်ပေါ့နော်ဒီဗီဒီယိုလေးမှာမြန်မာလိုပို့ပြောရများပါပဲပေါ့နော်はい皆さん let's go အခုပထမဆုံးပြောမယ့်အလုံးလေးကတော့おはようございますおはようございますနောက်တစ်မျိုးကကျတော့おはようဒီおはようございますဆိုတာကဒီおはようございますတော့ပထမလုံးလေးကတော့ဒီ company တွေမှာတင်တန်းတွေမှာစာတင်ခန်းတွေမှာအဲ့လိုပေါ့နော်ပြောရမှာဆိုရင်ပို့လိုက် version လေးပေါ့နော်ယဉ်ကျေးရဲ့ပုံစံမျိုးလေးပေါ့နော်ပြီးတော့ respectful version လေးပေါ့နော်はいပြီးတော့ဒီおはようございますတို့おはようတို့ကမနက်7:00နာရီထိတုံးလို့ရပါတယ်အဲ့ဒါတည်းမကဘဲနဲ့ဂျပန်ရဲ့ပေါ့နော်ဒီ polite culture လေးကိုဒီおはようございますတို့ဘာလို့ကဖော်ပြနေတဲ့စကားလုံးလေးလည်းဖြစ်တယ်ပေါ့နော်はいおはようဆိုတာကကျတော့ဒီတိုင်းရိုးတာမန်နေနဲ့ပေါ့နော် culture form လေးပေါ့နော် culture form လေးအဲ့တော့တငယ်ချင်းတွေကြားထဲမှာကိုနဲ့ရင်းနှီးတဲ့တငယ်ချင်းတွေကြားထဲမှာမိသားစုတွေကြားထဲမှာအဲ့လိုလောက်လေးပေါ့နော်ဟိုက်မလာလို့ချင်းမျက်လုံးကမပွင့်သေးဘူးおはようဆိုရလဲပြောလို့ရတယ်ပေါ့နော်じゃあリピートしてね皆さんはいလိုက်ဆိုမယ်နော်おはようございますおはようはいすごいねနောက်တစ်လုံးကကြတော့お疲れ様ですお疲れ様ですဒီစကားလုံးကကြတော့ဂျပန်စာမှာဒီနည်းနည်းတော်တော်လေးအသုံးများရပေါ့နော်ဒီお疲れ様ですလို့ပါတော့သူကလုပ်ငန်းခွင်တွေမှာတွေမှာကပဲねသူအလုပ်တွေပါပြီးသွားတာစာသင်လို့ပြီးသွားတာပါအဲ့လိုပေါ့နော်ပြောချင်တာတော့ပင်ပန်းတော့ပါပြီပေါ့နော်ပင်ပန်းတော့ပါပြီပေါ့နော်မင်းအကောင်းဆုံးစူးစမ်းခဲ့တယ်မင်းစူးစမ်းခဲ့ပါတယ်ပေါ့နော်ပင်ပန်းတော့ပါပြီအဲ့လိုမျိုးပေါ့နော်ပြောမှဆိုရင်ဒီစုံတရားကိုတကယ်ပြင်မှာ you did well အဲ့လိုမျိုးပြောချင်တာပေါ့နော်မင်းအကောင်းဆုံးစူးစမ်းခဲ့တယ်お疲れ様ですအလုပ်တွေ project တွေပဲပြီးသွားတယ်အားလုံးお疲れ様ですစာတင်လို့ပြီးသွားတာပါလို့ဆိုရင်お疲れ様ですအလုပ်တွေပဲအဲ့လိုလုပ်ပြီးသွားဆိုရင်お疲れ様ですပင်ပန်းတော့ပါပြီပေါ့နော်はいဆိုလိုက်ဆိုကြည့်မယ်နော်お疲れ様お疲れ様ですお疲れနောက်တစ်လုံးကကြတော့大丈夫大丈夫ဆိုတာဒီအတန်လေးကိုမြင်လိုက်မယ်大丈夫အဲ့လိုမေးတာပေါ့နော်အဆင်ပြေလားဟုတ်အဲ့လိုပေါ့နော်大丈夫သူကဒီစကလုံးလေးရဆိုတော့ဘယ်ချိန်မှမဆိုမေးလို့ရတဲ့ဒီ nice and sweet ဖြစ်တယ်ပေါ့နော်ကောင်းလဲ sweet ဖြစ်ကောင်း sweet phrase လေးတစ်ခုပေါ့နော်
တစုံတစ်ယောက်ကစိတ်ညစ်နေတာလို့ချော်လဲသွားတာလို့ပါဆိုအဲ့လိုမျိုးတွေ့ကွာ大丈夫大丈夫အဲ့လိုတော့မေးလိုက်လို့ရပါတယ်大丈夫ですかလို့လည်းမေးလို့ရတယ်လို့大丈夫ですかလို့လည်းမေးလို့ရတယ်လို့大丈夫大丈夫အဲ့လိုလည်းမေးလို့ရပါမိမိထဲမှာတွေ့ရင်တွေ့မှာပါမိမိတဲ့見たことがあるでしょlife is not 大丈夫とかね見たことがあるでしょそしてドラマにジャパンドラマで聞いたことがあるでしょうと思いますよねはいなんか大丈夫大丈夫って聞いたことがあるですかဒီမိမိရဲ့ထဲမှာလေအဲ့လို life is not 大丈夫တို့ပါလို့မြင်မှုတာပဲရှိမှာပြီးတော့နောက်မျိုးဂျပန်ကားကြည့်ရလူတွေပါဆက်လို့大丈夫ဂျပန်ဒရာမာတော့ပါကြည့်လို့大丈夫အဲ့လိုမေးရကြားဘူးတာပဲရှိရလားはいမကြားဘူးရင်လည်းအခုမှတ်လိုက်တော့ပေါ့နော်はいအဆင်ပြေစင်တော့ I'm 大丈夫 I'm 大丈夫လို့ပြောတော့ဒါတက်တက်စာ I'm not 大丈夫မတော့နော်大丈夫です大丈夫だよပြန်ပြောကြည့်မယ်大丈夫大丈夫だဒီနေ့ဆိုရင်မှတ်လွယ်ကူတဲ့လူသားစာကြောင်း၃ကြောင်းလေးပေါ့နော် Japanese phrase လေး၃ကြောင်းကိုလေ့လာပြီးသွားပြီပေါ့နော်တစ်ခုခုအလွယ်နဲ့မှတ်မိဖို့ဆိုရင်တစ်နေ့ကိုတစ်ပိုင်းလောက်ပဲလေ့လာတာအကောင်းဆုံးပဲပေါ့နော်はい今日も最後まで見てくれてありがとうございますはいまたビデオで会いましょうねまたねバイバイ